ရှေးလူကြီးတဦးကမြေပေါ်ကရွှေစတွေကိုကောက်ယူနေတယ်။နောက်ဆုံးတစ်ခုကိုဆွဲယူလိုက်တဲ့အခါသူ့လက်ထဲမှာပုံးနေတဲ့ကြောက်ခဲတစ်လုံးကိုတိတ်တဆိတ်ကောက်ယူလိုက်တယ်။အဲ့ဒီအချိန်မှာပဲအရာရှိကသူ့ကိုပြစ်တက်ဖို့အမိန့်ပေးလိုက်တယ်။အဲ့ဒီလူကြီးကကြောက်ခဲကိုမိုင်းပေါ်ကိုလျင်မြန်စွာပစ်ချလိုက်တာကြောင့်ပောက်ကွဲမှုတစ်ခုဖြစ်သွားခဲ့တယ်။အရာရှိကတုံ့လှုပ်သွားပြီးသူ့စစ်သားတွေကိုရှေ့တက်ကိုပစ်ခတ်ဖို့ပြောလိုက်တယ်။ဒါပေမဲ့မထင်မှတ်တာတစ်ခုဖြစ်သွားတယ်။အဲ့ဒီလူကြီးကတပ်ထုအိုးတစ်လုံးကိုအသုံးပြုပြီးကြီးစံအားလုံးကိုကာကွယ်လိုက်တယ်။ကပ္ပတိန်အမေရိကပင်လျင်အထင်ကြီးသွားပြီးပြောလိုက်မိ။မင်းကတော့တကယ်ကိုထူးခြားတယ်။အဲ့ဒီလူကြီးသေးပြီလို့ထင်နေတဲ့အရာရှိကပြစ်ခတ်မှုကိုရပ်တန့်ပြီးစစ်သားတစ်ယောက်ကိုသွားစစ်ဆေးခိုင်းတယ်။ဒါပေမဲ့စစ်သားမနီးကပ်ခင်မှာပဲမိုင်းတစ်လုံးကပြန်တက်လာပြီးပောက်ကွဲကသူ့ကိုချက်ချင်းတိတ်ဆုံးစေခဲ့တယ်။အဲ့ဒီနောက်အရာရှိကနောက်ထပ်စစ်သား2ယောက်ကိုနှစ်ဖက်ကနေပို့လိုက်ပေမဲ့သူတို့တိတ်ဆုံးသွားတာ3စက္ကန့်တောင်မခံလိုက်ရဘူး။သူ့လူတွေတေတာကိုမြင်လိုက်ရတဲ့အရာရှိကလမ်းရှင်းပေးမယ်လို့မျှော်လင့်ပြီးထောင်ကျနေတဲ့အမျိုးသမီး2ယောက်ကိုရှေ့ကသွားခိုင်းတယ်။ဒီအတော်အတွင်းမှာပဲအဲ့ဒီလူကြီးကလစ်မျိုးထွက်သွားခဲ့ပြီ။ပင်မနွမ်းနယ်နေလို့သူကကားတစ်စီးအောက်မှာလှည့်ချလိုက်တယ်။ကားတစ်စီးအောက်မှာသူကသူ့တန်ရာကိုခပ်ပတ်နဲ့စီးပြီးဆေးမပါပဲကိုယ်တိုင်ကြီးစံကိုဆွဲထုတ်လိုက်တယ်။နာကျင်မှုကပြင်းထန်လွန်းလို့သူတတိလစ်သွားတဲ့ရန်သူစစ်သားတွေကလေ့ကျင့်ထားတဲ့ခွေးတွေနဲ့အတူသူ့ကိုလိုက်ရှာဖို့နီးကပ်လာနေပြီးသူတို့အတန်ကြတော့အဲ့ဒီလူကြီးနိုးလာတယ်သူကရွှေတွေကိုလျင်မြန်စွာစုဆောင်းပြီးကားအောက်မှာထပ်ပြီးပုံအောင်လိုက်တဲ့စစ်သားတွေကသူ့ကိုမမြင်လိုက်ရပေမဲ့ခွေးတကောင်ကတော့သူ့သွေးနံကိုရလိုက်တယ်အဲ့ဒီလူကြီးကရန်သူချစ်ကားအောက်ကိုတိုးဝင်ပြီးဓာတ်နဲ့လောင်စာစီတိုင်ကြီးကိုဖျက်ချလိုက်ကသူ့ကိုပေါ်ကိုဓာတ်စီတွေလောင်ချလိုက်တယ်ဒီလိုလုပ်ရင်သူ့အနံ့ကိုဖုံးကွယ်နိုင်မယ်လို့သူထင်ခဲ့တယ်ဒါပေမဲ့ဒါဟာအမှားတစ်ခုပဲခွေးကလည်းဓာတ်စီနံကိုရပြီးခွေးអော်တယ်စစ်သားတွေကကားကိုရက်လိုက်ပြီးပတ်ဝန်းကျင်ကိုလိုက်ရှာတယ်အခွင့်အရေးကိုမြင်လိုက်ရတဲ့အဲ့ဒီလူကြီးကမြစ်ဖက်ကိုပြေးသွားတယ်ဒါပေမဲ့ခွေးကသူ့ကိုထပ်တွေ့သွားတယ်ကြီးတတောင်းကသူ့ခြေထောက်ကိုထိမှန်ပြီးအရာရှိကသူ့ကိုအသက်ရှင်လျက်ဖမ်းဆီးဖို့အော်ဟစ်တယ်ခွေးကသူ့ကိုလိုက်ဖမ်းတယ်ဒါပေမဲ့အဲ့ဒီလူကြီးကတည်ငြိမ်စွာမိချစ်ကိုမီးညှိပြီးကိုမီးရှို့လိုက်တယ်ခွေးကကြောက်လန့်ပြီးရက်တန့်သွားတယ်မီးလောင်နေတဲ့အဲ့ဒီလူကြီးကပြေးပြီးခုန်ချလိုက်တယ်မြစ်ထဲကိုစစ်သားတွေကသူ့ကိုပစ်ခတ်ကြတယ်ဒါပေမဲ့သူကရေထဲကိုရောက်အောင်သွားနိုင်ခဲ့တယ်သူတည်လာတဲ့ရွှေတွေအလေးလွန်းလို့သူကနစ်မြုပ်ပြီးပျောက်ကွယ်သွားတဲ့စစ်သားတွေကရေမကူးတက်လို့မလိုက်နိုင်ဘူးမိနစ်30ကြာမှအဲ့ဒီလူကြီးကအသက်ရှူဖို့ရေပေါ်လာတဲ့ခေါင်းပေါ်လာတာနဲ့ကြီးတတောင်းကထပ်ပြီးပစ်ခတ်လိုက်ပြီးရေထဲမှာသွေးတွေပြန့်နှံ့သွားတယ်အရာရှိကရေငုပ်သမားတစ်ယောက်ကိုရွှေပြန်ယူဖို့စေလွတ်လိုက်တယ်ဒါပေမဲ့ရေငုပ်သမားကအောက်ခြေကိုရောက်တဲ့အခါအဲ့ဒီလူကြီးကသူ့လက်ပင်ကိုလှီးဖြတ်ပြီးသူ့အောက်ဆီဂျင်ကိုယူလိုက်တယ်တင်မောပေါ်ကစစ်သားတစ်ယောက်ကဖြစ်တာကိုမြင်ပြီးကြောက်လန့်သွားတယ်ဒါတောင်အရာရှိကလူတွေကိုပို့လွတ်ဖို့အမိန့်ပေးတယ်ဒါပေမဲ့စက္ကန့်2စက္ကန့်အတွင်းမှာပဲရေကထပ်ပြီးหนีရဲသွားတယ်တုံလုံးနေတဲ့စစ်သားတွေကနောက်ဆုံးဖို့စတင်တဲ့ရှုပ်ထွေးမှုတွေကြားထဲမှာသူတို့တွေကတယောက်ကိုအချင်းချင်းပြစ်မိတ်တေဆုံးသွားတယ်ပြီးတော့ကြီးတတောင်းကစက်တနက်ကြီးနဲ့ပစ်ခတ်တယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အဲ့ဒီလူကြီးကတေဆုံးသွားတဲ့စစ်သားရဲ့ရုပ်အလောင်းကိုကာကွယ်ရေးအဖြစ်အသုံးပြုပြီးထွက်ပြေးတယ်အရာရှိကအံ့ဩတုန်လှုပ်စွာနဲ့အားလုံးကိုကြည့်နေတယ်ဒီအချိန်မှာပဲအဲ့ဒီလူကြီးရဲ့အိမ်မွေးခွေးအရာရှိကအကြံတစ်ခုရသွားတယ်သူကအဲ့ဒီခွေးကိုအသုံးပြုပြီးအဲ့ဒီလူကြီးကိုလိုက်ရှာမယ်